ဆဲမှာ quick access toolbar ပျောက်နေတယ်ဆိုလို့ရှိရင်သုံးလို့ရတဲ့နည်းလမ်းနှစ်နည်းကိုဒီ video lesson မှာ sharing လေးလုပ်ပေးသွားမယ်နော်ကြည်ပြပါကြည်ပြကတော့ Linux က trainer and founder တယောက်ဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ file တွေကိုသွားပါ file တွေက option ဆိုတာလေးရှိတယ် option ကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသွားရင်ဒီမှာ quick access toolbar ဆိုတာရှိပါတယ်ကလစ်တစ်ချက်နှိပ်ပြီးရင်အောက်ခြေနားလေးမှာ show quick access toolbar ဆိုရဲဒီticket လေးချစ်ခဲ့ပေးရမယ်နော်ပြီးတော့ always show command label ဆိုတာကိုလည်းအမှန်ကြီးလေးချစ်ခဲ့ပေးရမယ် okay နှိပ်လိုက်ဒါဆိုရင်အပေါ်မှာကိုယ့်ရဲ့ quick access toolbar button ပြန်ပြီးတော့ပေါ်လာလိမ့်မယ်နောက်ထပ်တစ်နည်းကကြတော့ဒါလေးကိုခဏဖြတ်လိုက်မယ်နော်ဒါလေးကိုခဏဖြတ်လိုက်မယ်နောက်ထပ်တစ်နည်းကကြတော့ကိုကအဲ့ဒီနေရာကိုမသွားချင်ဘူးဆိုရင်အလွယ်လုပ်လို့ရတဲ့နည်းလမ်းတစ်နည်းရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကိုသုံးချင်တဲ့ tools တစ်ခုခုပဲဘယ် tools ရလို့မဟုတ်ဘူးကိုကြိုက်တဲ့ tools တစ်ခုပေါ်မှာညာကလစ်နှိပ်လိုက်ပြီးတော့အဲ့မှာ add to quick access toolbar ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်ဒီမှာကိုယ့်ရဲ့ပျောက်နေတဲ့ quick access toolbar ကပြန်ပြီးတော့ပေါ်လာလိမ့်မယ်အပေါ်တင်ချင်နေဆိုရင်ဒီ arrow လေးကိုတစ်ချက်နှိပ်ပြီးရင် show above the ribbon ဆိုတာကိုနှိပ်ပြီးတော့မှကိုပျောက်နေတဲ့ access bar ကိုပြန်ခေါ်လို့ရတယ်ကျေးဇူးတင်ပါတယ်ဒီ video lesson လေးက basic class ထဲမှာပါတဲ့သင်ခန်းစာလေးဖြစ်ပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်နေဆိုရင် page မှာလည်းလာပြီးတော့မေးမြန်းလို့ရတယ် TikTok Messenger မှာလည်းမေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်